ဝူကွန်းကျေးရွာသို့ပြန်ရောက်ချိန်တွင်ကျေးရွာသူကျေးရွာသားအားလုံးအသက်ခံထားရသည်ကိုတွေ့လိုက်ရသည်အလွန်မင်းဒေါသထွက်ပြီးလူသက်သမားနောက်ကိုချက်ချင်းလိုက်လာခဲ့တော်လဲသူ့ရန်သူသည်ဤခေတ်၏မကောင်းဆိုးဝါးမင်းကြီးဖြစ်နေသည်ကိုသူမျှော်လင့်မထားခဲ့ပေမကောင်းဆိုးဝါးမင်းကြီးကဝူကွန်းအားဖုံးတက်ခိုးကြောက်မြတ်ကိုလွှဲပေးပါကအသက်ချမ်းသာရမည်ဟုပြောခဲ့သည်သို့တော်ထိုခိုင်၌ဝူကွန်းသည်ဒေါသထိမ်းမရဖြစ်နေပြီးစဉ်းစားဆင်ခြင်ခြင်းမရှိဘဲသူစီသို့တိုက်ရိုက်ပြစ်ဝင်လာခဲ့သည်တို့ပါလျက်ဝူကွန်း၏စွမ်းအားများသည့်ကြာမြင့်စွာပိတ်ပင်တားမြစ်ခြင်းခံထားရပြီးလက်ရှိအခြေအနေတွင်မကောင်းဆိုးဝါးမင်းကြီးနှင့်ရှင်ပြိုင်နိုင်စွမ်းမရှိတော့ပေနောက်တကမ်းပဲသူသည်ပြင်းထန်စွာတိုက်ခိုက်ခံရကမြေကြီးထဲသို့အပြင်းထန်ကျရောက်ခဲ့ရသည့်တစ်ချိန်ကဂုံယူဝင်းကြွားခဲ့သောမြောက်မင်းသည်ယခုအခါဤသို့သောတနာပွဲဖြစ်သို့ရောက်ရှိခဲ့ရသည်မကောင်းဆိုးဝါးမင်းကြီးကဝူကွန်းအားတယောပြောင်းလောင်ကလှုပ်ကြံရန်အသင့်ပြုလာခဲ့သည်ထိုအရေးကြီးသောအချိန်တွင်ဟင်နရီသည်အချိန်မီရောက်ရှိလာပြီးတိုက်ခိုက်မှုကိုတားဆီးပေးခဲ့သည်သူ၏ခန္ဓာကိုယ်အတွင်းမှကြီးမားသောစွမ်းအားလိုင်းတစ်ခုပေါ်ထွက်လာခဲ့ရာမကောင်းဆိုးဝါးမင်းကြီးအားသူရှိမောက်ရှိလူငယ်သည်ဖုံးတက်ခိုးကြောက်မြတ်၏စစ်မှန်သောပုံရိပ်ဖြစ်ကြောင်းသိရှိသွားစေခဲ့သည်သူသည်ဟင်နရီကိုချက်ချင်းချုံနှောင်ကထွက်ခွာရန်ပြန်လှည့်လာခဲ့သည်ဤအခြေအနေကိုမြင်တွေ့ရသောအခါဝူကွန်းသည်နောက်ဆုံးအားအင်ကိုအသုံးပြုကာမတ်တက်ရက်ပြီးသူ့လန်တန်ဖြင့်မကောင်းဆိုးဝါးမင်းကြီးစီသို့ပစ်ခတ်ခဲ့သည်သို့တော့မကောင်းဆိုးဝါးမင်းကြီးကလက်တစ်ဖက်ကိုရိုးရိုးလေးမြောက်ကတနည်းနည်းဖြင့်တိုက်ခိုက်မှုကိုတားဆီးလိုက်သည်ဝူကွန်းသည်လည်းမကောင်းဆိုးဝါးတဦးဖြစ်သည်ကိုတွေ့ရသဖြင့်မကောင်းဆိုးဝါးမင်းကြီးကမူလကသူ့တက်ကိုချမ်းသာပေးရန်စီစဉ်ထားတော်လဲဝူကွန်းကလက်မလျှော့သည်ကိုတွေ့ရသဖြင့်မကောင်းဆိုးဝါးမင်းကြီးကလက်တိဆုပ်ကဝူကွန်း၏ခန္ဓာကိုယ်ကိုအစိတ်စိတ်အမော်မှာကွဲထွက်သွားစေခဲ့ပြီးပေါ့ပေါ့ပပလွင့်ပစ်လိုက်ကမိခိုးမြဲတိမ်တိုက်အတွင်ပြောင်းလဲပြောက်ကွယ်သွားခဲ့သည်အန်နာသည်ဝူကွန်းစီသို့မပြတ်မကွက်လျှောက်သွားပြီးကြီးမားသောဝမ်းနည်းပူဆွေးမှုဖြင့်သူ့နာမည်ကိုအော်ခေါ်ခဲ့သည်ဝူကွန်းထို့သို့တည်ဆုံသွားသည်ကိုသူမယုံကြည်နိုင်ခဲ့ပေထိုခိုက်ရွှေရောင်လင်းတစ်ခုပေါ်ထွက်လာခဲ့ပြီးသပင်ဖြူသောနှစ်သား၏ဝိညာဉ်သည်သူမရှိတွင်ပေါ်လာခဲ့သည်နှစ်သားကအန်နာအားသူမ၏တသက်တာစွမ်းအားအလုံးကိုဆက်တပါကဝူကွန်းကိုပြန်လဲရှင်တန်စေနိုင်ကြောင်းပြောပြခဲ့တော်လဲဆုလက်ကတိအနေဖြင့်သူမသည်သူ့ကိုထာဝရဆုံးခွာသွားရမည်ဖြစ်သည်အန်နာသည်စဉ်းစားဆင်ခြင်ခြင်းလုံးဝမရှိဘဲနှုတ်ဆက်ကုန်ပြုလိုက်သောမျက်ရည်များစီးကျလာခဲ့သည်ထိုခိုက်ဝူကွန်း၏သိရှိမှုသည်စိတ်ဝိညာဉ်လောကထဲသို့ဝင်ရောက်သွားခဲ့သည်ထိုနေရာတွင်သူ၏ဆရာကိုတွေ့မြင်ခဲ့ရသည်ဆရာကသူသည်အနန္တဒုက္ခဆင်းရဲများကိုတီးခံပြီးနောက်တန်ခိုး၏အတိတ်ပဲကိုနားလည်သဘောပေါက်ပြီးနောက်တန်ခိုးသည်တက်ဖြတ်ခြင်းအတွက်မဟုတ်ဘဲအားနည်းသူများကိုကာကွယ်စောင့်ရှောက်ခြင်းအတွက်ဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်လာခဲ့ကြောင်းမေးမြန်းခဲ့သည်ဤအခြေအနေကိုတွေ့မြင်ရသောအခါသူ၏ဆရာသည်အလွန်ကျေနပ်သွားပြီးဝူကွန်း၏တကိုးစွမ်းအားပိတ်ပင်ခြင်းကိုအပြည့်အဝဖြေလွှတ်ပေးခဲ့သည်ဝူကွန်းနိုးထလာသောအခါအန်နာသည်သူ့ဖက်တွင်လဲလျောင်းနေပြီးနောက်ဆုံးနှုတ်ဆက်ပြီးနောက်ပြဖြစ်ကသူ့မျက်စိရှိမောင်း၌ပျောက်ကွယ်သွားခဲ့သည်ဝူကွန်းသည်ဝမ်းနည်းပူဆွေးမှုဖြင့်လေထဲသို့ဟစ်အော်ခဲ့ပြီးသူ၏တခါပြန်လဲတက်သောမိုးတိမ်ကိုခေါ်ယူကာမကောင်းဆိုးဝါးမင်းကြီး၏အခြေဆိုင်စခန်းစီသို့အပြည့်အဝအမြန်နှုန်းဖြင့်ထိုးဆီးခဲ့သည်ဤအချိန်တွင်မကောင်းဆိုးဝါးမင်းကြီးအားအဖိုးအခပေးစေရန်သူအတိတ်ထံပြုထားသည်ဝူကွန်းရောက်ရှိလာချိန်တွင်မကောင်းဆိုးဝါးမင်းကြီးသည်ဖုံးတက်ခိုးကြောက်မြတ်ကိုဆုပ်ယူပြီးဖြစ်ကပုံမအားကောင်းသောပုံစံသို့ပြောင်းလဲသွားပြီးဖြစ်သည်သို့သောဤအရာအလုံးသည်အတိတ်ပဲမရှိတော့ပေအကြောင်းမှာယခုချိန်တွင်ဝူကွန်းသည်သူ၏အားကောင်းဆုံးအခြေအနေသို့ပြန်ရောက်ရှိသွားပြီးဖြစ်သည်အစအဆုံးတိုင်းတိုက်ပွဲသည်လုံးဝကြီးစိုးမှုသာဖြစ်ခဲ့သည်အဆုံးသက်တွင်ဝူကွန်းသည်ကြီးမားသောရွှေရောင်လန်တန်ကြီးတစ်ချောင်းကိုခေါ်ယူပြီးမကောင်းဆိုးဝါးမင်းကြီး၏အသက်ကိုတစ်ချက်တည်းဖြင့်အဆုံးသတ်လိုက်သည်ဇလန်အဆုံးသက်တွင်ဝူကွန်းသည်အန်နာနှင့်ဟင်နရီတို့၏အရေးများကိုတွေ့မြင်ခဲ့ရပြီးသူ၏